ပါပေါ်မှာအသိအဆုံးမွေးမြူထားတဲ့နွားဖမွေးမြူရေးစနစ်တစ်ခုဖြစ်ပါတယ်ဒီအဆောက်အုံတွေကိုဝင်လိုက်တာနဲ့ကျန်းပြင်ကိုတော့မြင်ရဖို့ခဲရင်ပါတယ်ကြည့်လိုက်တဲ့နေရာတိုင်းမှာလှုပ်ရှားနေတဲ့နွားဖတွေကိုပဲမြင်တွေ့ရမှာပါအချို့နေရာတွေမှာဆိုရင်ဖအကောင်ကြီးဒါစင်နဲ့ချီပြီးပြည့်နေနေတာပါဒီလိုသိသိစမျိုးဟာတဘာဝတရားထဲမှာတော့ဘယ်တော့မှရှိလာနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒါဟာစနစ်တကျမရှိပဲစုပြုံထားတာမျိုးမဟုတ်ပါဘူးအလွန်စံချိန်စံညွှန်းမိတဲ့စက်မှုမွေးမြူရေးစနစ်တစ်ခုဖြစ်ပါတယ်အဆောက်အုံအတွင်းကပတ်ဝန်းကျင်တစ်ခုလုံးကိုတိကျစွာထိန်းချုပ်ထားတာပါအပူချိန်ကိုလည်းနွားဖတွေအများဆုံးကြီးထွားနိုင်မဲ့အတိုင်းအတာအတွင်းမှာပဲအမြဲရှိနေအောင်လှုပ်ဆောင်ထားပါတယ်ဒီနေရာမှာတာမန်ဖားကန်တွေလိုမျိုးမဟုတ်ပါဘူးကျန်းပြင်ကိုရေလုံအောင်ပြုလုပ်ထားပြီးအပေါ်ရံမှာရေလောပါပါလေးပဲရှိပါတယ်အဲ့ဒီရေဟာဖားတွေရဲ့အရေပြားကနေအဆူတက်ဆုပ်ယူဖို့လုံလောက်ယုံတာရှိပြီးသူတို့ရဲ့အသက်ရှူခြင်းလှုပ်ရှားခြင်းနဲ့အစာစားခြင်းတို့ကိုအနှောက်အယှက်မဖြစ်စေပါဘူးစွန့်ပစ်ပစ္စည်းတွေဟာလည်းပုံမလာပဲရေမျက်နှာပြင်ပေါ်မှာပဲရှိနေတာကြောင့်အများဆုံးဆေးကြောဖယ်ရှားနိုင်ပါတယ်ဒါကြောင့်ဘက်တီးရီးယားနဲ့ကပ်ပါကောင်အနေတွေကိုအရင်းမြစ်ကနေတင်လျှော့ချပေးနိုင်တာပါကာလောင်ဘဝကနေဈေးကွက်တင်နိုင်တဲ့အရွယ်စားအထိရောက်ဖို့အတွက်3လကနေ4လပဲအချိန်ယူရပါတယ်ဒီလိုအလွန်အမင်းသိပြီးစွာမွေးမြူရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့လုပ်ငန်းဆွမ်းဆောင်ရေးအမြင့်ဆုံးရရှိဖို့အတွက်ပါပဲဒါကြောင့်လည်းဒီလိုခေတ်မီမွေးမြူရေးနည်းလမ်းတွေဟာရိုးရာမွေးမြူရေးစနစ်တွေနေရာမှာအစားထိုးဝင်ရောက်လာပြီးနွားဖမွေးမြူရေးလုပ်ငန်းရဲ့စံနှုန်းတစ်ခုဖြစ်လာတာပါ